ဒီနေ့မှာကျွန်တော်ကနေပြီးတော့ကိုကွန်ပျူတာ laptop မှာပဲဖြစ်ဖြစ် desktop မှာပဲဖြစ်ဖြစ်ကျွန်တော်ကနေပြီးတော့ YouTube channel တခုဘယ်လိုဖွင့်ရမလဲဆိုရဲနီလန်းလေးကိုတစ်ချက်သွားကြည့်ကြမှာပေါ့နော်YouTube channel ထောင်ပြီးတော့ကိုပတ်စံချခြင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒီနေ့တန်းတိုင်းကျွန်တော်ကလိုက်ပြီးတော့ဖွင့်ကြည့်ကြပါနော်ခေတ္တဆိုရင်ကျွန်တော်ကနေပြီးတော့ကိုကသုံးမဲ့ browser တခုခုကိုသွားဖွင့်ရမှာ Gmail account ကကျွန်တော်ကဒီဘက်မှာဝင်ထားတာဖြစ်တဲ့အတွက်ဒီဘက်မှာပဲကျွန်တော်ကနေပြီးတော့သွားလိုက်မှာပေါ့နော်โอเคဒါဆိုရင်ဒီနေရာလေးမှာကျွန်တော်ကနေပြီးတော့ဒီကို YouTube တကယ်လို့ YouTube တွေပါတယ်မဝင်ရသေးဘူးဆိုလို့ရှိရင်ဒီဘက်မှာသူကပထမဆုံးဖွင့်လိုက်ရင်ဘယ်လိုမျိုးပုံမလဲဆိုလို့ရှိရင်ကျွန်တော်က Microsoft Edge ကိုဖွင့်လိုက်မယ်ပြီးတော့ရင်ကျွန်တော်ကကိုဝင်ထားတဲ့ YouTube ဆိုရင်လည်း YouTube ကိုသွားလိုက်ပါနော်ကဲ YouTube ပွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်တခါမှအကောင့်တွေပါတယ်မဖွင့်ရသေးဘူးဆိုလို့ရှိရင်ဒီဘက် channel မှာကိုယ့်ရဲ့ Gmail နဲ့ဒီလိုမျိုးပုံနေမှာပေါ့နော်ဟိုဖွင့်ထားပြီးသားတဲ့လူတွေကကြတော့ကျွန်တော်ကဘယ်လိုမျိုးပုံမလဲဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော် YouTube ကိုဖွင့်လိုက်တာနဲ့ဘယ်လိုမျိုးပုံမလဲဆိုလို့ရှိရင်ဒီဘက်မှာကိုယ့်ရဲ့ logo ကိုထည့်ထားတဲ့ logo လေးနဲ့ကို YouTube channel ပုံမှာပေါ့နော်အဲဆိုရင်ကျွန်တော်ကနေပြီးတော့ဒီနေရာမှာမဖွင့်ရသေးတဲ့လူတွေတွဲဆိုလို့ရှိရင်ကျွန်တော်တို့အခုနကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဒီနေရာလေးမှာကိုထည့်ထားတဲ့ Gmail account လေးနဲ့ပဲသူကပုံနေမှာပေါ့နော် Okay ဒါဆိုရင်ဒီဘက် channel ကဒီကောင်လေးကိုတစ်ချက်သွားနိုင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ကို့မှာ Gmail account တွေနှစ်ခုသုံးခုရှိတယ်ဆိုလို့ရှိရင်ဒီဘက်မှာ Suite account ဆိုတာလေးကိုတစ်ချက်သွားနိုင်လို့ရပါတယ်ဒါဆိုရင်ကိုကနောက်ထပ် Gmail account တွေပေါင်းထည့်တဲ့အခါကြာလို့ရှိရင်တုံလို့ရတာပေါ့နော်ဒါဆိုရင်ဒီကောင်လေးမှာကြာတော့ဘာအတွက် channel ထောင်းမှာလဲပေါ့နော်ဒါဆိုရင်ကျွန်တော်ကနေပြီးတော့ဒီမှာ create channel ဆိုတာလေးကိုရှင်းနေလိုက်ပါမယ်ကဲဒီကောင်လေးပွင့်လာပြီဆိုလို့ရှိရင် channel အတွက်ကျွန်တော်ကဘာအတွက်တောင်းမှာလဲပေါ့နော် channel နည်းကိုဒီမှာပေးရမယ်ကျွန်တော်ကတော့ Okay IT tutorial ဆိုတာလေးကိုပေးလိုက်တယ်ဒီဘက်မှာကြတော့ဒီဘက်က hidden ကြတော့ကျွန်တော်ကနေပြီးတော့တစ်ခါမှကို့မှာ subscribe တွေပါတယ်မလုပ်ရသေးတဲ့လူတွေပါတယ်မရှိသေးဘူးဆိုလို့ရှိရင်ဒါလိပ်စာပေါ့နော်ဒီလိပ်စာကိုကိုပြင်ခြင်းတယ်လို့ပြင်လို့ရမှာပါနော်ဒီကောင်လေးကိုကျွန်တော်ကနေပြီးတော့ဒီလိုမျိုးထည့်လိုက်တယ်တကယ်လို့ကိုယ့်အကိုစိတ်ကြပြင်မယ်ဆိုရင်လည်းဒီဘက် channel ကပြင်လို့ရတယ်ဒီကောင်လေးမှာ IT tutorialပြီးတော့နံပါတ်လေးတွေထည့်ချင်လဲကျွန်တော်ကထည့်လိုက်ရတယ် နှလုံးထည့်လိုက်မှာနော်သူပေးတယ်ဆိုလို့ရှိရင်ဒီဘက် channel မှာအမှတ်ချိတ်ပြမယ်ပြီးတော့တဲ့အခါကျရင်ပြီးတော့တဲ့အခါကျလို့ရှိရင်ကျွန်တော်ကဒီကောင်လေးမှာဒီပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကဒီဘက်မှာ create channel ဆိုတာလေးကိုရှင်းနှိပ်လိုက်ပါမယ်ဒါလေးကအလွယ်ဆုံးဖွင့်နေလေပေါ့နော်နောက်တဲ့ဒီသူ့မှာ YouTube ဖွင့်လိုက်ပြီဆိုလို့ရှိရင်ပြင်ဆင်စရာလေးတွေကြာလာမှာမနော်အဲ့ဒီခါကျမှကျွန်တော်တို့ဒီဘက်မှာဒီ customize ဆိုတဲ့ကောင်ကိုသွားလို့ရတယ်နော်ဒီကောင်လေးကိုတစ်ချက်သွားနှိပ်ပါမယ်အဲဆိုရင်ကိုယ့်ရဲ့ YouTube Studio လေးကိုရောက်သွားမှာမနော်ကိုပြင်ကျင်တဲ့ဟာလေးတွေကိုလိုက်ပြင်လို့ရတယ်တကယ်လို့ဒီဘက်မှာရှိတဲ့ဒီကို့မှာအစင်တဲ့ဒီ cover လေးတွေရှိတယ်ဆိုလို့ရှိရင် cover လေးတွေအခါလေးထည့်လို့ရမှာပါအဲဆိုရင်ဒီဘက် channel မှာကျွန်တော်ကနေပြီးတော့ဒီမှာ upload ဆိုတာလေးကိုရှင်းနိုင်မယ်ကို့မှာအစင်တဲ့ပြင်ထားတာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အစင်တဲ့ထည့်လို့ရတာပေါ့နော်ဘာအတွက်လဲကိုဓာတ်ပုံရှိတယ်ဆိုရင်လည်းကျွန်တော်ကဒီဘက်မှာ download ဟိုတစ်ချက်သွားမယ်ကိုဓာတ်ပုံလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ကိုဓာတ်ပုံလေးတွေကိုသွားပြင်လို့ရတယ်ဒီဘက် channel မှာကို့မှာထည့်ထားတဲ့ကိုဓာတ်ပုံလေးဆိုရင်လည်းမဖြတ်ရသေးတဲ့ပုံလေးတွေဆိုရင်လည်းရမှာပေါ့နော်ဒီကောင်လေးမှာကိုကဘယ်လိုမျိုးပုံစံထည့်ကျင်တာလဲဒီလိုလေးတွေထည့်လို့ရတယ်ကျွန်တော်ကတော့လို့စေကကြတော့ဒီကောင်လေးပဲထည့်ပြလိုက်မှာပေါ့နော်နောက်မှပြန်ချင်းလေးရပါတယ်ဒီကောင်လေးကိုတစ်ချက်ထည့်လိုက်မယ်ပြီးရင် open ဆိုတာလေးနှိပ်လိုက်ဘယ်လောက် position တာလဲဒီကောင်လေးမှာကိုရွေးလို့ရတယ်ဒီကောင်လေးတွေကိုကိုရွေးမယ်ပြီးရင် dam ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အဲဆိုရင် YouTube မှာကျွန်တော်ကနေပြီးတော့ဒီမှာ public ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရင်ဒီပုံလေးကအတီးဖြစ်သွားပြီပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်ဒီဘက်မှာ upload ဆိုတာလေးနှိပ်လိုက်မယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်ကဒီဘက်မှာ
သူ့ကိုလည်းကျွန်တော်ကဘာတွေပြင်ထည့်ကို့မှာတခါတည်းပြင်ဆင်ထားတာတွေဗာလေးတွေရှိတယ်ဆိုလို့ရှိရင်လေဒီဘက်မှာတခါတည်းတန်းထည့်လိုက်ရုံပဲနော်ဒါချိတယ်တကယ်တော့ကိုသူကဘယ်လောက်ထိလက်ခံတယ်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ2048ရေးသားရင်ဒီဘက်မှာအမြောက်ပြီးသွားတဲ့အခါကြာလို့ရှိရင်ကျွန်တော်ဒီဘက်မှာ1125 pixel မှလက်ခံပါเนาะဒီထက်စိုင်းကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်ထည့်လို့မရပါဘူးပြီးသွားတဲ့အခါကျရင်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးတွေမှာဘယ်နေရာလဲ data တွေထည့်ရမှာမနော်ဒီမှာ description မှာကိုပါတွဲလဲဒီတခုခုပါArgentina ပေးတယ်လို့မျိုးเนาะဒီနဲ့ဒီလိုမျိုးလုပ်လိုက်ရင်ဒီလိုမျိုးဖြစ်လာမယ်ဆိုတဲ့ဟာလေးတွေစာတန်းလေးတွေထည့်ထားမှာမနော်ခေတ္တဆိုရင်ဒီကောင်လေးကကျွန်တော်တို့ထည့်ထားတဲ့ဒီကောင်လေးကိုကြတော့ကျွန်တော်တို့ကနေပြီးတော့ဒီ fireplace ဆိုတာလေးကိုနှိပ်လိုက်မယ်သူတွေမဟုတ်ကျွန်တော်တို့ဒီဘက်မှာ view channel လေးဆိုတာလေးကိုနှိပ်လိုက်ပါမလားခေတ္တဆိုရင်ဒီကောင်လေးကဒီလိုမျိုးခဏနေရင်โอเคသူကဒီမှာเนาะခဏနေဒါကျွန်တော်တို့ထည့်လိုက်တဲ့ပုံလေးကကြောင်းသွားပါပြီပေါ့နော်နောက်ကျွန်တော်တို့ကိုယ့်အကိုအကြောင်းအရာလေးတွေကိုပါအတွက်ဖွင့်လာလဲဒီဘက်မှာကျွန်တော်တို့အမျိုးကိုယ့်အကိုတိဆောက်လို့ရတာပေါ့နော်ဒီဘက်မှာအများကြီးရှိသေးတယ်ဒါဒီမှာ email address တွေထည့်ထားလို့ရတယ်ပြီးတဲ့ address language ဘယ်အတွက်လဲကိုကဒါမြန်မာစကားနဲ့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ဗမာထည့်တာပေါ့နော်အဲဆိုရင်ကျွန်တော်ကဒီနေရာလေးမှာဗမာစကားနဲ့ပြောတဲ့လူတွေဆိုလို့ရှိရင်ဒီဘက်မှာဗမာထည့်တာပေါ့နော်ကျွန်တော်အင်္ဂလိပ်လိုပါလေးတွေပြောတယ်ဆိုလို့ရှိရင်လည်းကျွန်တော်အင်္ဂလိပ်ဘာသာစကားကိုတွေ့ထားလို့ရမှာပေါ့နော်translate to ဘယ်လိုမျိုးပြန်သိရှင်တာလဲဒီဘက် channel မှာလည်းအများကြီးပြုပြင်လို့ရတယ်နောက်ထပ်ကျွန်တော်ကနေပြီးတော့ဒီကောင်လေးကိုပြုပြင်မယ်ဆိုလို့ရှိရင်ဒီမှာ info လေးတွေမှာလည်း email address လေးတွေထည့်ထားလို့ရတယ်โอเคဒါဆိုရင် YouTube channel တခုဘယ်လိုမျိုးဖွင့်ရလဲဆိုတဲ့နည်းလမ်းလေးကိုသိသွားပြီပေါ့နော်ဒါဆိုရင်ကိုတိုင်းဖွင့်ကြည့်ပေါ့နော်ကိုမှ Gmail account တစ်ခုရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရ YouTube channel ဖွင့်ရတာလွယ်ပါတယ်ဒါဒီမှာကျွန်တော်ကဗီဒီယိုလေးတွေတင်မယ်ဆိုရင်လည်းလွယ်လေးပေါ့နော်ဗီဒီယိုလေးတွေတင်ဒီဘက်မှာ create ဆိုတာလေးကိုနှိပ်လိုက်လို့ကိုမှရှိတဲ့ဗီဒီယိုလေးတွေကို upload လုပ်လို့ရမှာပေါ့နော်ဒီဘက်မှာ select file ဆိုတာလေးကိုသတ်မယ်ပြီးတော့ရင်ကိုမှဘယ်လိုဗီဒီယိုတွေရှိတယ်ဒီဘက်မှာတစ်ခါလေး ban တင်လို့ရပါတယ်โอเคဒါဆိုရင်အဆင်ပြေကြပါစေနော်